အားလုံးပဲမင်္ဂလာပါကျမတို့ဘဝထဲမှာအောင်မြင်တဲ့အချိန်ရှိတယ်ဒါပေမဲ့မအောင်မြင်တဲ့အချိန်လည်းရှိတာပေါ့အောင်မြင်တဲ့အချိန်ဆိုတာအရင်ပြောတယ်ဒါပေမဲ့မအောင်မြင်ဘူးခံစားရင်ဝန်နေတယ်စိတ်ပြည့်တယ်လက်လျှော့ချင်တယ်ဒီလိုမျိုးစိတ်ရှိတာပေါ့ဒါပေမဲ့အခုကျမတို့ကတခြားလူကိုတူတတနာလုပ်ကြည့်မယ်ဆိုရင်တခါမှကြာရှုံးချင်းမရှိပဲအောင်မြင်တဲ့သူဆိုတာတရားမှမရှိတော့ဘူးဥပမာဒီအမေရိကန်တမတာအဗရာမ်လင်ကန်သူဆိုတာတရားဝင်အဖြစ်တည်ရဲ့ကြာရှုံးချင်းဆိုတာ29ခါရှိတယ်ဒါပေမဲ့မပါတဲ့ဟာလည်းအများကြီးရှိတာပေါ့သူကတခါကြာရှုံးရင်ဆက်တက်ဆိုင်သွားပြီးမှအားရပါရအစားစားတယ်ပြီးတော့စံပညာဆိုင်သွားပြီးမှတန်တန်လေးစံပညာတဲ့ဒါဆိုရင်သူကဘာပြောလဲဆိုတော့ငါကိုအခုဒီပုံစံကြည့်ပြီးမှသူကြာရှုံးတော့လို့ဘယ်သူကပြောမလဲဘာဖြစ်လို့ဆိုရင်ငါကအခုပြန်စမှာဖြစ်တယ်အဲ့လိုပြောခဲ့တယ်တော့ပြောပါတယ်ကျမဘဝမှာလည်းရှုံချင်းရှိခဲ့ရပေါ့ကျမဘဝမှာကြာရှုံးခဲ့တဲ့အချိန်ရှိတယ်လမ်းမရှိဘူးလို့ခံစားတဲ့အချိန်လေးရှိခဲ့တယ်ကျမရဲ့ဘဝထဲမှာတကယ်ကြီးမားတဲ့ပြဿနာဖြစ်ခဲ့တယ်2021ခုနှစ်မှာကျမအားကိုးခဲ့တဲ့ကျမကိုချစ်တဲ့အမျိုးသားကဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ကျမအဲ့ဒီထက်ကဘယ်လိုမှထွက်လာလို့မရခဲ့ဘူးလမ်းမရှိသလိုပဲဘဝကပြီးသွားသလိုပဲအဲ့လိုခံစားခဲ့ပါတယ်ဒါပေမဲ့ကျမကိုလမ်းပြပေးတဲ့မန်တိုရှိပါတယ်အဲ့ဒါချင်းဆိုတာကိုရိုနာကာလဖြစ်လို့ကိုရီးယားသွားလို့လည်းခက်တယ်ကိုရီးယားကနေလည်းဒီမှာဝင်လို့မရခဲ့ဘူးဒါကြောင့်အမြဲတမ်းmessenger နဲ့ပဲအဲ့ဒီမန်တိုကကျမကိုအားပေးတယ်ကျမရဲ့ဝန်နေချင်းထဲကဆွေးခိုပေးခဲ့ပါတယ်ပြီးတော့အရန်မြန်ပေမဲ့လည်းအခုဆိုရင်ကျမကနောက်အိမ်ထောင်ပြုပြီးမှဒီမြန်မာပြည်မှာတကယ်ပျော်ပျော်ရွှင်ရွှင်နေပါတယ်ဒီအရာဆိုတာကျမရဲ့ဝန်နေချင်းနာချင်းကမရှိတာမဟုတ်ဘူးပျောက်သွားတာမဟုတ်ဘူးစိတ်နှလုံးတထောင်မှာရှိနေတယ်ဒါပေမဲ့အဲ့ဒီထဲမှာနီးမြုပ်သွားတာမဟုတ်ပဲကျမအခုခံစားနေတဲ့ရောက်လာတဲ့ဒီပျော်ရွှင်ခြင်းခွန်အားကဒီဝန်နေချင်းကိုနိုင်သွားလို့ကျမကပျော်ရွှင်နိုင်ပါတယ်ကျမတို့ဘဝမှာဆိုရင်လေဝန်နေချင်းစိတ်ပြည့်ချင်းစိတ်ပူပန်ချင်းဝေဒနာပြီးတော့ဒုက္ခဆင်းရဲခြင်းခက်ခဲတဲ့အရာဆိုတာလာကိုလာမှာပဲတဲ့အချင်းတီလာမှာပဲဒါပေမဲ့အဲ့ဒါကပြီးသွားတာမဟုတ်ဘူးအဆုံးမဟုတ်ဘူးလို့ကြာရှုံးတော့လဲအဆုံးမဟုတ်ဘူးအဲ့ဒါကကျမတို့ဘဝဆက်လက်ပြီးတက်သွားဖို့ရဖြစ်စဉ်ဖြစ်ပါတယ်ကြာရှုံးခြင်းကပြီးသွားတာမဟုတ်ဘူးအဆုံးမဟုတ်ဘူးဖြစ်စဉ်ဖြစ်တယ်အတိတ်တို့လမ်းသွားဖို့ရဖြစ်စဉ်ဖြစ်ပါတယ်ဒါကြောင့်ကျမတို့ကကြာရှုံးတဲ့အချိန်မှာဝန်နေရမှာမဟုတ်ဘူးဟာဒီနေ့စပြီးမှအတိတ်သွားမှာဖြစ်တယ်အဲ့လိုစိတ်ကိုပြောင်းလဲမယ်ဆိုရင်ကျမတို့ဘဝထဲမှာခုံကအများကြီးတက်လာနိုင်တယ်လို့ကျမယုံကြည်ပါတယ်ဒီနေ့ဒီလောက်နဲ့ခုံကပိတ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်